so sharp. Yeah. အနိုင်ရဒီ first round ပြန်ဆိုတဲ့အထဲမှာ flow တွေရော ride တွေရောပေါင်းဖြစ်တယ် 6 round. This is a manly and a ground, bro. We are going to die today. မင်းကိုနိုင်ယူပြလိုက်မယ်ဒီတိုင်းပဲတိတ်ပြီးအမချောင်းနဲ့မင်းရောက်နေတာကအပိုင်းနဲ့အဲ့လိုမျိုးမင်းကပြောတဲ့မင်းနဲ့ငနိုင်လေအဲ့ဒီငနိုင်လေငါနဲ့တွေ့တော့ငပိုင်းကွယ်အေးတိုင်းကြည့်တာငါလည်းနာမည်မကြီးမင်းလည်းနာမည်မကြီးမကောင်းတာတွေကြံ့ရွယ်ပြီးမင်းကစောက်ဖို့ဟျောင်းငါကကြီးလိုက်ဆန်ထွေစီအိုးအဲ့လိုမျိုးကိုမိုက်တာအဲ့လိုမျိုးကိုမိုက်တာအဆုံးဆုံးထိတော့လိုက်ပြီး fight မှာတီတာမင်းကိုကြည့်လိုက်ဘူးမှမကြိုက်ပါဘူးမှမကြိုက်တာအဲ့တော့လက်ခံပြီးတော့ဥထလိုက်ပါမင်းကမင်းပြည့်တဲ့ဘုံတွေငါ့အပေါ်မှာများနေတာအဲ့ဒါဖွင့်ပုံတကယ်တမ်းကြည့်လိုက်ကြားနေပါမင်းကိုတားစားမယ်မင်းကိုတားစားမယ်တီလာဘရာဒါရဲ့ရောက်ဘရာဒါရဲ့မင်းစောက်ပေါ်လာတဲ့အဲ့တော့ငါရဲ့ဘေးထဲမှာထားထားမယ်အိုးအားပြောတာမင်းရဲ့စော်ဒီမှာကြားသွားတယ်အဲ့လိုပြောလိုက်တော့မင်းကလန့်သွားလားလန့်သွားမယ်ဆိုရင်လည်းငါပြောတာမှတ်ထားပါရှစ်တဲ့3 round လုံးမှာကျွန်တော်နိုင်တော့မဲ့အဖြေကပဲဖြစ်နေတာပဲဖြစ်နေတော့ဟုတ်တယ်ဟုတ်တယ်ပဲသွားလိုက်ကဲပဲလက်ခံပေးလို့ရပါတယ် Okay, okay. ခဏလေးကျွန်တော်ပြောနေတာကျွန်တော်တို့မဟုတ်ဘူး ဘယ်နှပါလဲဆိုရင်ဘာလို့ကျွဲလိုက်တော့ စီနပ်ပါကလေးခွေမြန်နာနေစီကျွေးတတ်မှာမင်းကြိုက်တာစီးနေမလားမင်းတော့ကွက်ကလေးပြီကွာငါရင်းနေကြ ready လိုမျိုးမင်းမမိုက်